ကဲအိတ်ကြပြီလားညအချိန်မတော်ကြီးအထွာကိုနွားနိုလေးနဲ့စိတ်လေးလှုပ်စားပါမယ်ဒီလိုချိန်မှာခောက်ဆဲပြုတ်စားရတဲ့ရတာဘာနဲ့မှကိုမတူအရင်ဆုံးအကျုပ်လေးကိုကြော်ထားပြီးတော့စီပီရဝယ်ထားတဲ့ဘုံချစ်ကန်လေးကိုအတုံးလေးလီပြီးတော့ပြန်ကြော်ပေးလိုက်ပါမယ်ရှင်တွင်းလေးထူလာပြီဆိုရင်တော့ခောက်ဆဲလေးကိုပြုတ်လိုက်ပါမယ်ခောက်ဆဲလေးနှိမ့်သွားပြီဆိုရင်တော့နွားနိုလေးကိုလိုတလောက်ထည့်ပြီးတော့တည်ထားပေးလိုက်ပါမယ်ကဲကြည်အောင်ဖိတ်သွားပြီနွားနိုလေးဆူလာပြီဆိုလို့ရှိရင်တော့အထွာနှစ်လေးတွေကိုဖောက်ထည့်လိုက်ပါမယ်အထွာကိုလည်းကြိုက်တယ်အဆက်လည်းမစားနိုင်တဲ့ဘွဲရဆိုတော့ဒီလိုမျိုးအဆက်ပေါ်အောင်လို့ရောပြီးတော့လှုပ်ရှားပါတယ်ပြီးရင်တော့ကျုပ်လေးတစ်လုံးဖောက်ထည့်လိုက်ပါတယ်ကျုပ်လေးနည်းနည်းကျက်သွားပြီဆိုလို့ရှိရင်တော့ခောက်ဆွဲလေးတွေနဲ့အသားလေးနဲ့ထည့်လိုက်ပါတယ်ခောက်ဆွဲကခုနမကျက်တစ်ချက်လေးပြုတ်ထားမလို့ခောက်ဆွဲလေးမျိုးသွားအောင်ထည့်ပေးလိုက်ပါမယ်ဒီဒါဆိုရင်တော့အရသာရှိပြီးတော့တိတ်မဆက်တဲ့အထွာလေးရပါပြီအချိန်မတော်ကြီးနွားနိုးလေးနဲ့ခောက်ဆွဲထားစားပြီးတော့မနေ့ကထွက်လာမယ့်ဝက်ချန်လေးကိုကြိုဆိုလိုက်ပါဦးမယ်